ဒီကတော့ပုံမှန် lifestyle မှာဆိုရင်စိတ်ရောလူရောကျန်းမာအောင်နေတယ်အေးဝဝအိတ်တယ်ပြီးတော့ရေဓာတ်ပြည့်အောင်လို့ရေမြများတောက်တယ်ပေါ့နော်တစ်ခါလေကြာရင် healthy diet စားတယ်ပုံမှန်လေ့ကျင့်ခန်းလုပ်တယ်ပြီးတော့ကေရဲ့ဒီအသားရည်ထိမ့်သိမ့်ဖို့အတွက်ပေါ့အဲ့ဒါတော့ပုံမှန် treatment လေးယူဖြစ်တယ်အရေးကြီးဆုံးကတော့consistency ရှိနဲ့ balance ဖြစ်အောင်နေထိုင်မှုpure ကိုကိကသွားပြတာဟိုအရင်ပထမဆိုင်ဖွင့်ထားတဲ့အလုံဆိုင်ကလေးတိုင်းသွားပြတယ်ပေါ့နော်အဲ့ဒီတိုင်းလည်းပုံမှန် facial treatment လေးလည်းသွားလုပ်စမ်းပြီးတော့လုပ်ကြည့်ဖြစ်တယ်ဒီက pure ကြိုက်တာကြတော့လေ privacy ရှိရယ် secure ဖြစ်တယ်လို့ခံစားရတယ်နောက်တစ်ခုကသုံးတဲ့ဆေးတွေစက်တွေကလည်း premium quality ဖြစ်တယ်မိန်းကလေးတွေကကိုယ့်ရဲ့မျက်နှာကိုဘယ်ရှုထောင့်ကပဲဖြစ်ပေါ့နော်လှကျင်ကြတယ်ပြီးတော့ကိုယ့်မျက်နှာအသားရည်လေးကြည်လင်ဝန်းပါတာသဘောကျကျလေးလှကျင်တာကိုဖြစ်ချင်ကြတာတော့ဒါသဘာဝပဲပေါ့နော်ဖြစ်ဆိုရင်လည်းအဲ့လိုရုပ်ပြက်ဖြတ်ကနေမှန်ကြည့်လိုက်တာနဲ့မှန်ထဲမှာလှနေခြင်းတယ်ပြီးရင်အမှုပညာရှင်သမားတိုင်းလိုပါပဲဘယ် angle ကပဲဖြစ်ရိုက်ပေါ့နော်ဘယ် angle ကပဲရိုက်ကိုမျက်နှာလေးပြလှပပြီးတော့အဆင်ပြေနေတာလှနေတာလေးကိုတော့လိုချင်ကြတာပဲလေအဲ့ဒါလည်းကိုယ့်ရဲ့ confidence နဲ့လည်းဆိုင်တာပေါ့နော်ခါလေးကျရင်ကိုမျက်နှာကအသားရည်လေးနွမ်းနေတယ်အသားရည်လေး healthy မဖြစ်နေဘူးဆိုရင်လည်း confidence ကျတယ်ပေါ့အဲ့တော့အသားရည်လေးလည်းလှပပြီးတော့ကြည်လင်ပြီးတော့ healthy skin လေးဖြစ်နေပြီးတော့ကိုယ်တိုင်ကလည်းကျန်းကျန်းမာမာနေမယ်ဆိုရင်တော့ဘယ်လိုခေါ်မလဲယုံကြည်မှုရှိတဲ့နေ့ရက်တွေကိုဖြတ်သန်းနိုင်မှာပေါ့နော် Pure skin, pure confidence.